စကားလေးအဆမစင်တော့အဲလက်နဲ့ကျန်းဆွဲဆုံတဲ့ကိုပြပြီးစတင်ထားပါရီသူတို့ကအားလေးရမှာခီးထွက်လာကြတာပါသူတို့ဟာ Black Foot Trail လို့ခေါ်တဲ့နေရာကိုခီးထွက်လာကြတာဖြစ်ပြီးတော့အဲ့ဒီမှာဆိုရင်အရန်ကိုလှပတဲ့ရေကန်နဲ့ရေတခွန်တွေကလည်းရှိလို့နေပါရီအဲ့ဒီနေရာကအဲလက်အတွက်တော့ငငယ်ကခဏကိုရောက်ဘူးတဲ့နေရာတစ်ခုလည်းဖြစ်ပါရီဒါပေမဲ့လည်းအခုဆိုရင်သူကဘေးမှာဂျမ်းပါနေတဲ့အတွက်အရန်ကိုစိတ်လှုပ်ရှားပါရီခဏကြာမှာတော့သူတို့ကပန်းချံကိုရောက်လာကြပါပြီအဲလက်ဟာဂိတ်မှာလက်မှတ်ဖြတ်နေတဲ့အချိန်မှာပဲအဆောက်တယောက်ကရောက်လာခဲ့ပြီးတော့ဒီပန်းချံကဓမြဝေကြောင့်ပျက်စီးသွားတာရှိလို့ခဏပိတ်ထားရတယ်လို့ပြန်လဲပြောပြပါရီသူကတခြားတနေရာကိုတွားဖို့အတွက်အကြံပေးလိုက်ပေမဲ့အဲလက်ကတော့ငင်းဆိုခဲ့ပါရီသူဘယ်လောက်ပဲကုံသူ့ရဲ့ကောင်မလေးကိုဒီပန်းချံထဲကရေကန်ကိုပြရှင်ပါတယ်လို့ပြောပြပါရီနောက်ဆုံးမှာတော့သူဟာအဆောင်ကိုလက်ထိုးခဲ့တဲ့အတွက်ပန်းချံထဲကိုဝင်ခွင့်ရသွားခဲ့ပါရီပြီးတော့အဲလက်ဟာကားနောက်ခန်းထဲကကြောပွေးကိုလည်းထုတ်ယူနေပါရီသူတတိထားမိတာတခုကသူ့ရဲ့ကောင်မလေးဟာတစ်ချိန်လုံးဖုန်းတုံးနေတယ်ဆိုပါပဲဒါကသူ့ကိုတော်တော်လေးနောက်ဆက်ဖြစ်စေပါရီဖုန်းမတုံးဖို့အတွက်ဂျန်ကိုစူခဲ့ပေမဲ့လည်းတူမကတော့ဖုန်းကိုပဲစိတ်ဝင်စားနေခဲ့တာပါသူ့ကိုဖုန်းမတုံးဖို့ပြောတာကိုစိတ်အနှောက်အယှက်ဖြစ်ပေမဲ့နောက်ဆုံးမှာတော့ဂျန်ဟာမတုံးတော့ဘူးလို့ဂတိပေးလိုက်ပြီးဖုန်းကိုလည်းပိတ်ကတူမရဲ့ကြောပွေးထဲကိုထည့်ထားခဲ့ပါရီအခုဆိုတော့အဲလက်တို့အတွဲကလီဒစီနဲ့အတူကန်အလဲကိုရောက်နေကြပါပြီကန်းချီကိုရောက်တဲ့ခါမှာတော့အဲလက်ဟာမထင်မှတ်ပဲနဲ့လေအတွားနဲ့ခိုင်းမိပြီးသူ့ရဲ့ခြေထောက်ကအနာရသွားခဲ့ပါရီသူ့ရဲ့ခြေထောက်ဟာတော်တော်ကိုနာနေခဲ့ပေမဲ့ဘာမှမဖြစ်တယ်လို့မျိုးဟန်ဆောင်နေခဲ့ပါရီဂျမ်ကတော့သူဝယ်လာခဲ့တဲ့ဈေးတစ်တာကိုထုတ်ပြလိုက်ပြီးအဲလက်ကဂျမ်ဝယ်လာတာဝီကိုတဘောကျပေမဲ့လည်းဒီနေရာမှာဆိုတော့အဲ့ဒါဝီကအတုံးမွေမှုစွာကိုတိနေခဲ့ပါရီအဲ့ဒီနောက်မှာဆိုရင်သူတို့အတွေ့တောင်တက်ချင်းခရီးစဉ်ကိုစတင်လိုက်ကြပါရီဂျမ်ဟာ6ချားစရာကောင်းတဲ့ပတ်ဝန်းကျင်အခြေအနေကိုထိတ်လန့်နေခဲ့ပါရီသူမဟာလန်တလျှောက်ထူးဆန်းတဲ့ကုတ်ချစ်တန်တွေကိုလည်းကြားနေရပါရီဒါပေမဲ့အဲလက်ကတော့သူမကိုဒီနေရာဟာလုံခြုံပါတယ်လို့အာမခံပါရီသူဟာသူ့ရဲ့ကလေးဘွားတို့ကဒီနေရာကိုမကြာခဏလာဖူးပြီးတော့တောင်တက်တဲ့အကြောင်းကိုပြန်လည်ပြောပြပါရီခဏကြာမှာပဲသူတို့အတွေ့ဟာရွက်ဖြင့်တဲထိုးဖို့အတွက်ပြင်ဆင်လိုက်ကြပါရီအဲ့ဒီနောက်ကန်ထဲကိုဆင်းခဲ့ကြပြီးရေကူးလိုက်ပျော်ပါလိုက်နဲ့ပျော်ရွှင်နေခဲ့ကြပါရီဒါပေမဲ့သူတို့မသိတာကထူးဆန်းတဲ့ပုံရိပ်တစ်ခုဟာသူတို့ကိုအဝေးတနေရာကနေစောင့်ကြည့်နေတယ်ဆိုပါပဲခဏကြာမှာတော့အဲလက်ဟာမီးလုံးဖို့အတွက်ထင်းတချို့ကိုခုတ်ဖြတ်ဖို့တောထဲကိုဝင်ခဲ့ပါရီဂျမ်ကတော့တယောက်တည်းနေခဲ့ဖို့ကြောက်နေတဲ့အတွက်အဲလက်ရဲ့အနောက်လိုက်ခဲ့မယ်လို့တောင်းဆိုပြီးမဲ့အဲလက်ကတော့ခွင့်မပြုခဲ့ပါဘူးအဲလက်ကထင်းခုတ်ပြီးပြန်လာတဲ့အခါမှာတော့ဂျမ်ဟာအမျိုးသားတယောက်နဲ့စကားပြောနေတာကိုတွေ့ရပါရီအဲ့ဒီအမျိုးသားကတော့သူ့ရဲ့နာမည်ဟာ Brad ဖြစ်တဲ့အကြောင်းမိတ်ဆက်ပြီးတော့သူ9ဝေအများကြီးဖမ်းမိခဲ့တဲ့အကြောင်းပြောပြပါရီဂျမ်ကတော့ Brad ဒီ9ဝေကိုတယောက်တည်းအကုန်စားနိုင်မှာမဟုတ်တဲ့အတွက်သူတို့အတွဲနဲ့ညစာအတူတူစားဖို့ဖိတ်ခဲ့တာပါလို့ရှင်းပြပါရီဒါဝေကိုကြားပြီးတဲ့အခါမှာတော့အဲလက်ဟာစိတ်မသက်မသာခံစားလိုက်ရပြီးရွက်ဖြင့်တဲထဲကိုအဝတ်တွေလဲဖို့ဝင်သွားခဲ့ပါရီပြီးတဲ့အခါမှာတော့ဂျမ်ကိုဘာကြောင့်များကိုနဲ့လုံးဝမတိတဲ့လူတယောက်ကိုညစာအတူစားဖို့အတွက်ဖိတ်ခဲ့တာလဲလို့မြင်ပါရီတူမကတော့ Brad ဟာလူကောင်းတယောက်ပါလို့ပြန်လဲပြောနေခဲ့ပါရီဒါပေမဲ့အဲလက်ကတော့လုံးဝကိုမကြည့်ခဲ့ပါဘူးသူတို့နှစ်ယောက်ဆွေးနွေးပြီးသွားတဲ့အခါမှာ Brad ကဒီအတွဲကိုဆက်ပြီးမနောက်ရှက်တော့ဖို့ဆုံးဖြတ်ပြီးထွက်သွားခဲ့ပါရီဒါပေမဲ့အဲလက်ကစိတ်ပြောင်းသွားခဲ့ပြီးသူတို့နဲ့အတူညစာစားဖို့ဖိတ်ခဲ့ပြန်ပါရီဒါဝေအကုန်လုံးကလည်းအထင်လွဲမှုတတ်ပါလို့ Brad ကိုရှင်းပြခဲ့ပါရီဒီကိစ္စအကုန်လုံးပြီးသွားတဲ့အခါမှာတော့သူတို့၃ယောက်ဟာမီးပုံဘေးမှာ9ဝေကိုကင်ပြီးစားကြပါရီအဲလက်ကဒီနေရာမှာငါးဖမ်းတာကဥပဒေကိုစန့်ကျင်တာဖြစ်တဲ့အကြောင်းပြောပြပါရီ Brad ကတော့သူကဒီနေရာမှာနေတာဖြစ်ပြီးတောင်လာတက်တဲ့လူတွေကိုကူညီနေတာပါလို့ရှင်းပြပါရီအဲ့ဒီနောက်မှာတော့အဲလက်ရဲ့အလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့သူတို့ပြောခဲ့ကြပါရီBrad ဟာအဲလက်ရဲ့အလုပ်ကိုတိသွားခဲ့ပြီးတဲ့အခါမှာအဲလက်ကိုလူမျိုးရေးခွဲခြားတဲ့စကားလုံးတွေပြောလာပါရီဒါပေမဲ့ဂျမ်ကတော့သူ့ရဲ့ကောင်လေးဖက်ကနေကာကွယ်ပြောဆိုခဲ့ပါရီအဲလက်အလုပ်အကြောင်းကိုလည်းတတိချာထပ်ပြီးရှင်းပြပါရီအချိန်လေးကြာလာတာနဲ့အမျှ Brad ရဲ့အပြုတ်မှုတွေကထူးဆန်းလာပါပြီသူဟာမရရတဲ့ဟာတာဝေကိုပြောပြီးတော့အဲလက်တို့အတွဲရဲ့ဒရဝေကိုစွာနေခဲ့ပါရီဒါဝေတင်မကသေးပါဘူးသူကဂျမ်ကရောင်မှာ easily စကားဝေပြောနေခဲ့ပြီးတော့အဲလက်ကိုလည်းဒီလိုကောင်မလေးကိုပိုင်ဆိုင်ထားရတဲ့အတွက်ကန်ကောင်းနေဆိုပြီးခရဲလိုက်သေးပါရီပြီးတော့လဲဂျမ်သာသူ့ရဲ့ကောင်မလေးဖြစ်မယ်ဆိုတော့ရီတခွန်နဲ့ကန်တွေကိုလည်းတည်တည်ရှာလိုက်ပြပေးမှာပါလို့ပြောခဲ့ပါရီအဲလက်ကလည်းသူ့စီမှာလိုက်ပြပေးဖို့အတွက်အစီအစဉ်တွေချထားပြီးသားပါလို့ပြန်လဲပြောပါရီဒါပေမဲ့လည်း Brad ကတော့အဲလက်ကိုဒီနေရာနဲ့ပတ်သက်ပြီးဘာမှတိမှမဟုတ်ဘူးလို့ပဲကောက်ချက်ချပါရီအဲလက်အစောနာတို့ကထင်ခဲ့တဲ့အတိုင်းပါပဲတော့အုပ်ထဲမှာကိုနဲ့လုံးဝမတိတဲ့ဒီဇိုင်းနဲ့အတူရှိရတာကတကယ်ကိုအန်ဒီရဲ့များတဲ့အကြောင်းပေါ်လွင်လာပါရီသူကတော့တူတူဆန်းနေပြောနေခဲ့ပြီးမြေကြီးပေါ်မှာကျနေခဲ့တဲ့ဂျမ်ရဲ့အသွင်ခံကိုမြောက်ပြကရည်နေခဲ့ပါရီအဲလက်ကတော့ဒီဇိုင်းတယောက်ကိုမတိပဲသူတို့နဲ့အတူညစာစားဖို့အတွက်ခေါ်ခဲ့တဲ့ဂျမ်ကိုပဲစူနေပါရီအဲ့ဒီနောက်မှာတော့သူဟာဒီဇိုင်းတလက်ကိုထုတ်ခဲ့ပြီးနောက်တစ်ခါသာ Brad ပြန်လာပြီးတော့သူတို့ကိုထပ်ပြီးနောက်ရှက်မယ်ဆိုရင်ဒီဇိုင်းနဲ့ခုတ်ပစ်လိုက်ဖို့အထိရွယ်ထားတာပါဒီအဖြစ်အပျက်တွေပြီးသွားတဲ့နောက်တစ်နေ့မှာတော့သူတို့အတွဲကနိုးလာတဲ့အခါမှာတောင်ကိုဆက်တက်ခဲ့ကြပါရီ
အဲလက်ကလမ်းတစ်လျှောက်မှာဝက်ဝင်ချေရဝေကိုတွေ့ပေမဲ့ဂျန်ကိုမပြောဖို့ဆုံးဖြတ်လိုက်ပါရီလမ်းဆောင်တစ်ခုကိုရောက်တဲ့အခါမှာတော့အဲလက်ကလမ်းအကျယ်ကြီးကိုရွေးရမယ့်အစားလမ်းချင်းချင်းလေးကိုရွေးလိုက်တဲ့အတွက်အံ့ဩနေခဲ့ပါရီဒါပေမဲ့လည်းဂျမ်ဟာသူ့ရဲ့အကောင်လေးကိုအပြည့်အဝယုံကြည်ထားပြီးတော့အဲလက်ရဲ့အနောက်ကနေပဲလိုက်နေခဲ့ပါရီညရောက်လာတဲ့အခါမှာတော့ရွက်ဖြင့်သေးပေးမှာသူတို့ကမီးဖို့ပြင်ဆင်နေကြပြီးအဲလက်ဟာသူ့ရဲ့ခြေထောက်ကအနာဟာဆူရွလာတဲ့ကိုလည်းတတိထားမိခဲ့ပါရီဒါကြောင့်သူ့ရဲ့ခြေထောက်ကိုအနာခံပြီးတော့အရက်ပြန်ကိုခြေထောက်အပေါ်လောင်းချပြီးအနာကိုစီးကြောပါရီသူ့ရဲ့သွေးဝေပီနေခဲ့တဲ့ခြေကိုလည်းအပင်ပေါ်ကတစ်ကိုင်းတစ်ခုပေါ်မှာလမ်းထားခဲ့ပါရီအဲ့ဒီနောက်သူဟာအိတ်ခဲ့ပါရီညနဲ့လာတဲ့အခါမှာတော့ဂျမ်ဟာတူတူဆန်အတန်တချို့ကိုကြားရတဲ့အတွက်အဲလက်ကိုနိုးပါရီသူကဂျန်ကိုဘာမှမဖြစ်ဘူးလို့နစ်တိတ်နေခဲ့ပေမဲ့အတန်တွေကပူနီးကပ်လာခဲ့ပြီးထိတ်လန့်လာခဲ့ပါပြီသူတို့အစိုးရိမ်နေတာကတော့ Brad ပြန်လာမလားဆိုပြီးတော့ပဲဖြစ်ပါလိမ့်ဒါပေမဲ့လည်းထူးထူးဆန်းပဲအတန်တွေကရက်သွားပါလိမ့်မနဲ့မိုးလင်းတဲ့အခါမှာသူတို့ကဂျိုးပဲ့နေခဲ့တဲ့တစ်ကိုင်းတွေကိုတွေ့ခဲ့ပါလိမ့်ကြည့်ရတာကတောကောင်တွေဟာအစာရှာရင်းနဲ့ပဲဖျက်ဆီးသွားပုံပေါ်တာပါဂျမ်ကအလုံးကိုထိတ်လန့်ပြီးတော့အိမ်ပြန်ရှင်းနေခဲ့ပါပြီဒါပေမဲ့အဲလက်ဟာဂျမ်ကိုဒီနေရာမှာပဲဆက်နေဖို့စီယုံပါလိမ့်ဒီအရာအလုံးရဲ့အဆဟာအဲလက်ပြမိုက်မဲတဲ့ဆုံးဖြတ်ချက်ကနေစခဲ့တာပါနောက်တစ်ခါမှာတော့သူတို့အတွေ့တောအုပ်ထဲမှာလမ်းလျှောက်နေကနေဆူဆူရွာအနံတစ်ခုကိုရခဲ့တာကြောင့်ရှာကြည့်လိုက်တဲ့အခါမှာတော့တေးနေတာကြာလို့ပုတ်တိုးနေခဲ့တဲ့သမင်တကောင်ရဲ့သွေးပြက်ဖွယ်မြင်ကွင်းကိုတွေ့ရပါလိမ့်ကြည့်ရတာကတောကောင်ကြီးကြီးမားမားတကောင်ကစားပြီးတော့ကြံခဲ့တာဖြစ်ဖို့များပါလိမ့်ဂျမ်ဟာယွန်ရှာမှုကိုခံစားရတာကြောင့်အဲ့ဒီနေရာကနေထွက်လာခဲ့ပါလိမ့်လမ်းမှာလည်းတစ်ကိုင်းဝင်နဲ့တိုက်မိနေခဲ့တာကြောင့်သူမကတော့ထွက်နေခဲ့ပါပြီသူမထွက်သွားရှိနေပြီလို့အဲလက်ကိုထပ်ပြောခဲ့ပေမဲ့သူကတော့အဆုံးထိဆက်နေဖို့တိုက်တွန်းနေသေးပါလိမ့်နောက်ထပ်နိုင်အနေငယ်လမ်းလျှောက်ပြီးတဲ့အခါမှာသူတို့ကတောင်ထိပ်ကိုရောက်လာကြပါပြီဒါပေမဲ့သူတို့ရဲ့ပတ်ဝန်းကျင်မှာဆိုရင်မိုင်ပေါင်းများစွာရှိတဲ့တစ်တော်ဝီသားရှိနေခဲ့ပြီးရေကန်လည်းမရှိဘူးဆိုတာကိုသိလျက်တဲ့အခါမှာတော့သူတို့ရဲ့ပျော်ရွှင်မှုကထိတ်လန့်စရာအဖြစ်ကိုရောက်ရှိသွားခဲ့ပါလိမ့်စိတ်ကူတွားခဲ့တဲ့ဂျမ်ကတော့အဲလက်ကိုဘယ်တော့ကဒီနေရာကိုနောက်ဆုံးအကြိမ်လာခဲ့တာလဲလို့မြင်ပါလိမ့်သူကအထက်တန်းတက်တုန်းကရောက်ခဲ့တာပါလို့ပြန်ပြပါလိမ့်ဂျမ်ကတော့သူမရဲ့အိတ်ထဲမှာရှိတဲ့ဖုန်းကိုပဲအသေးအတန်ရှာနေပါလိမ့်အဲလက်ဟာအဲ့ဒီနေရာမှာလိုင်းမိမှာမဟုတ်တဲ့အကြောင်းပြောခဲ့ပေမဲ့အနည်းဆုံးတော့စမ်းသပ်ကြည့်တင်တယ်လို့ဂျမ်ကလည်းပြန်ပြောပါလိမ့်ဂျမ်ကဖုန်းကိုဆက်ရှာနေခဲ့ပေမဲ့အဲလက်ကဂျမ်ရဲ့ဖုန်းကိုအိတ်ထဲကနေမသိအောင်ယူထားလိုက်ပြီးကားထဲမှာထားခဲ့တဲ့အကြောင်းဝန်ခံလိုက်ပါလိမ့်သူကဂျမ်ဖုန်းကိုပဲတစ်ချိန်လုံးကြည့်နေခဲ့တာကိုဇွိတဲ့အတွက်ထားခဲ့လိုက်တာပါလို့ဖြေရင်းချက်ပေးပါလိမ့်ဒါကိုကြတော့ဂျမ်ဟာဒရကြီးနဲ့အဲလက်ကိုအော်ဟစ်လိုက်ပါလိမ့်သူမကိုဒီတော့အလဲစီမြေပုံနဲ့ဖုန်းတော်မယူလာခဲ့ပဲခေါ်လာခဲ့တာကအန်ဒီရရှိတယ်လို့စိုးရိမ်တကြီးပြောလိုက်ပါလိမ့်ဂျမ်ကအဲလက်ကိုသူမအထင်ကြီးတာကိုခံရဖို့အတိတ်ပဲမရှိတဲ့ယူကြောင်အလုတ်အားလုတ်တဲ့အရှုံးတမလို့အော်ဟစ်ပြောဆိုခဲ့ပါလိမ့်အဲလက်ကတော့စိတ်ပြက်လက်ပြက်နဲ့ကန်ရဲ့ဘေးမှာလက်ထပ်ခွင့်တောင်းဖို့စီစဉ်ထားတဲ့အကြောင်းဂျမ်ကိုပြပြလိုက်ပါလိမ့်အဲလက်ရဲ့စကားဝီကဂျမ်ကိုတိတ်ဆိတ်သွားစေခဲ့ပါပြီနောက်ဆုံးမှာတော့သူမဖက်ကနေစိတ်လျှော့လိုက်ပါလိမ့်အဲ့ဒီနောက်မှာပဲနှစ်ယောက်သားတောင်အောက်ကိုဆင်းခဲ့ကြပြီးတပိဖြေးနဲ့ညဖက်ကိုရောက်လာပါလိမ့်နောက်တစ်နေ့မနေ့မှာပဲဝက်ဝံဖြစ်နိုင်ရရှိတဲ့အကောင်ကြီးဟာသူတို့ရဲ့အသွေးရှိနေတဲ့ရွက်ဖြစ်အနာကိုလာပြီးအနံ့ခံနေခဲ့ပေမဲ့ဂျမ်တို့နှစ်ယောက်စလုံးကမတိပါဘူးသူတို့နိုးလာတဲ့ခါမှာတော့တောင်အောက်ကိုဆက်ဆင်းခဲ့ကြပေမဲ့လမ်းကြောင်းကမန္တလာဆိုတာကိုလည်းမတိကြပါဘူးညရောက်တဲ့ခါမှာတော့သူတို့စီမှာဘာစားဆရာမှမကြံတော့ဘူးဆိုတာသိလျက်ပါလိမ့်ကြံနေသေးတဲ့ရှမ်ပိန်လေးကိုပဲသူတို့ကမြတောက်ခဲ့ကြပါလိမ့်ဂျမ်ကသူမအဲလက်အပေါ်ဒရဝေထွက်မိလို့တောင်းပန်တဲ့အကြောင်းပြောပါလိမ့်ဒါပေမဲ့အခုထက်ပိုပြီးဆိုးရွားတဲ့အခြေအနေတွေကိုလည်းရင်ဆိုင်ရနိုင်ပေမဲ့အနည်းဆုံးတော့သူတို့နှစ်ယောက်အတူတူရှိနေလို့တော်တည်တဲ့အကြောင်းလည်းပြောပါရင်းအဲလက်ကလည်းဂျန်ကိုဒီလိုမျိုးအရှုပ်အထွေးထဲစီခေါ်လာမိတဲ့အတွက်တောင်းပန်တဲ့အကြောင်းပြောပါရင်းသူတို့နှစ်ယောက်နမ်းလိုက်ကြပေမဲ့တောကောင်တကောင်ရဲ့ဟိမ့်တန်ကိုကြားလိုက်ရလို့လန့်သွားကြပါရင်းအဲ့ဒါဟာသူတို့ကိုအရန်ကြောက်စီခဲ့ပြီးတော့ရွက်ဖြင့်တဲထဲစီကိုအမြန်ဝင်ခဲ့ကြပါရင်းနောက်တစ်နေ့မှာပဲစူလောင်တန်တွေကပုံမကျေလာခဲ့ပါပြီအဲလက်ဟာရွက်ဖြင့်တဲရဲ့စစ်ကိုဖွင့်ပြီးတော့အပြင်ကိုကြည့်လိုက်တဲ့အခါမှာအရွယ်အစားကြီးမှတဲ့ဝက်ဝံကြီးတစ်ကောင်ကိုတွေ့ရပါလိမ့်သူ့ရဲ့ပစိန်ကိုလိုက်ရှာကြည့်ပေမဲ့မိဖို့ဘေးမှာထားခဲ့တဲ့အကြောင်းတတိယသွားခဲ့ပါလိမ့်သူကစစ်ကိုပြန်ပိတ်လိုက်ပြီးဝက်ဝံကြီးကိုတခြားတနေရာထွက်သွားဖို့အတွက်ဆူတောင်းနေခဲ့ပါလိမ့်ဒါပေမဲ့ခဏအကြာမှာတော့အဲလက်ကရွက်ဖြင့်တဲကိုဖွင့်ကြည့်လိုက်တဲ့အခါမှာဝက်ဝံကြီးကသူတို့စီဦးတီလာနေပြီဆိုတာတွေ့ရပါလိမ့်ဂျမ်ကသူ့ရဲ့လက်မှာဝက်ဝံကိုမောင်းထုတ်တဲ့စပရီကိုဖျန်းလိုက်ပေမဲ့ဝက်ဝံကြီးကတော့တဲထဲကိုရုတ်တရက်ဆုတ်သလိုပဲဝင်လာပါလိမ့်အဲ့ဒါကသူမရဲ့လက်ကိုတန်ရာရသွားစေခဲ့ပြီးသွေးပေအများကြီးထွက်လာပါလိမ့်အခြေအနေကိုသဘောပေါက်လျက်အဲလက်ကသူ့ရဲ့ကောင်းမလေးကိုကောက်ွယ်ဖို့ကြိုးစားပါလိမ့်သူကဝက်ပုံကြီးကိုရင်ဆိုင်ဖို့အတင်းပြင်ဆင်ပါလိမ့်ဒါပေမဲ့သူ့ရဲ့ခြေထောက်ကဒဏ်ရာကြောင့်လဲကျသွားပါလိမ့်နောက်ဆုံးမှာတော့ဂျမ်ဟာစပရီဘူးကိုအတုံးပြူပြီးဝက်ပုံကြီးကိုအဝေးရောက်အောင်ခြောက်လန့်နိုင်ခဲ့ပါလိမ့်ဂျမ်ကအဲလက်ရဲ့ဒဏ်ရာကိုစီးထည့်ပြီးဖို့ကြိုးစားပေမဲ့ဝက်ပုံကြီးကနောက်တစ်ချိန်ဆိုသလိုပဲပြန်ရောက်လာလျက်တနာစရာအဲလက်ကိုရွက်ဖြင့်တဲရဲ့အပြင်စီဆွဲထုတ်သွားခဲ့ပါလိမ့်အဲလက်ကသူအတက်ရှင်ဖို့မလွယ်တော့ဘူးဆိုတော့သဘောပေါက်ပြီးဂျမ်ကိုအမြန်ဆုံးပြေးဖို့အတွက်ပြောပါလိမ့်ဂျမ်ကပထမတော့သူ့ရဲ့ကောင်းလေးကိုမထားခဲ့ရှင်တာကြောင့်တုံဆိုင်နေခဲ့ပေမဲ့အဲလက်အသက်ခံလိုက်ရပြီးဆိုတော့တိပြီးနောက်လက်ထက်လက်စုပ်ကိုယူကာထွက်ပြေးလာခဲ့ပါလိမ့်ဂျမ်ကဥတီယာမရှိပဲတအုပ်ထဲကိုပြေးနေခဲ့ပါလိမ့်
သူမကတွေး၍အများကြီးကိုလည်းဆုံးရှုံးလိုက်ရလို့အမြင်တွေဝေဝါးလာခဲ့ပါပြီနောက်ဆုံးမှာတော့ကြောက်တုံးတစ်ခုအပေါ်မှာလဲကျသွားရပါပြီသူမနိုးလာတော့အော်ဟစ်အကူကြီးတောင်းကြည့်ပေမဲ့ဘယ်သူကမှကြားတဲ့ပုံလည်းမပေါ်ပါဘူးကျမ်းဟာလက်စွပ်ကိုသူမရဲ့လက်မှာဆွတ်လိုက်ပြီးဒရိတ်ဆန်တွေရဲ့အတန်ကိုကြားရတဲ့အတွက်တစ်ပင်ပေါ်တက်ကတညာတာကိုကုံဆုံးခဲ့ပါပြီနောက်နေ့မနေ့မှာပဲဟဲ့ရင်အတန်ကြောင့်နိုးလာခဲ့ပါပြီသူမအော်ဟစ်အကူကြီးတောင်းခဲ့ပေမဲ့ဘယ်သူကမှမကြားခဲ့တယ်လို့တတိမပြုတ်မိခဲ့ကြပါဘူးကျမ်းဟာတောင်ဆောင်တစ်လျှောက်ဆင်းလာခဲ့တဲ့အခါမှာတော့ရေတခွန်တစ်ခုကိုတွေးခဲ့တာကြောင့်ရက်ပြီးသူမရဲ့အနာကိုစီးကြောပါလိဒါပေမဲ့သူ့ရဲ့အနာကအတော်ကလေးကိုဆွေးရနေခဲ့ပါပြီသူမကစီးကြောပြီးတွေးထွက်နေတာကိုရက်စီဖို့အဝတ်စားတချို့နဲ့ရှိနေပါလိကျမ်းကအဲ့ဒီနောက်မှာတော့တွေ့တဲ့ berry အသီးတချို့ကိုစားခဲ့ပါလိအဲ့ဒါတွေကစားလို့ရမရတေချာတော့မတိပါဘူးဒါပေမဲ့ရုတ်တရက်သူမရဲ့အနောက်ကိုတော်ရိုင်ဝက်ဝံကြီးကလိုက်လာတာကြောင့်ထွက်ပြီးခဲ့ရပြန်ပါလိအဲ့ဒီနောက်ကြောက်ဆောင်ရအောက်ဖက်ကိုရှော့ချပြီးဝက်ဝံကြီးကိုပုံနေခဲ့ပေမဲ့ကံမကောင်းတာကကြောက်ဆောင်ပေါ်ကနေအောက်ကိုပြုတ်ကျသွားရပါလိသူမရဲ့ခြေကျင်ဝက်ကလည်းကျိုးသွားခဲ့ပါပြီညရောက်တဲ့အခါမှာတော့သူမဟာမီးတုပ်တချို့ကိုတုံးပြူပြီးပန်းချန်စီကိုပြန်ရောက်ဖို့လမ်းကိုရှာနေခဲ့ပါလိနောက်တနေ့မနေ့ရောက်တဲ့အခါမှာတော့ဂျမ်ကပန်းချန်ထဲမှာလမ်းလျှောက်နေဆဲပဲဖြစ်ပါလိဒါပေမဲ့သူမဟာအတော်ကိုအားနေနေခဲ့ပါပြီအဲ့ဒီနောက်သူမဟာတမင်နှကောင်ကိုတွေ့ခဲ့ပါလိသူမကတမင်ရဲ့အနောက်ကိုလိုက်ခဲ့တဲ့အခါမှာတော့ကမ်းခြေကိုရောက်သွားခဲ့ပြီးစွန့်ပစ်ထားပုံရတဲ့လေတစ်ခုကိုတွေ့ပါလိသူမအားကုန်အတုံးပြူပြီးလေကိုလော်ကပန်းချန်ကိုရောက်အောင်ပြန်သွားခဲ့ပါလိစစ်စီရဲ့ကစ်ကိုရောက်သွားတဲ့အခါမှာတော့သူမကလဲကျသွားပါလိအဲ့ဒီအခါမှာပဲဘရက်တို့ခရီးသွားအုပ်စုဟာဂျမ်လဲကျသွားတာကိုတွေ့ပြီးတော့ကူညီပေးဖို့အတွက်ပြေးထွက်လာခဲ့ကြပါလိစကားလေးကဒီမှာပဲအဆုံးသတ်ထားခဲ့ပါလိကြည့်ရှုကြပရိသတ်များအားလုံးကျေးဇူးတူတင်ရှိပါခင်ဗျာဟုတ်ကဲ့ကျွန်တော်ဗီဒီယိုပိုင်းလေးဒီလောက်ပါခင်ဗျကျွန်တော်ဗီဒီယိုပိုင်းလေးကိုနှိမ့်သက်သဘောကျတယ်ဆိုရင် like and subscribe နဲ့အားပေးခဲ့ပါဦးခင်ဗျနောက်တဲ့ဗီဒီယိုတွေမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြမယ်နော်